စားကြပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့စီလဲမပါစားလဲမပါပဲနဲ့ရှုရှက်ပွင့်ထွက်ချင်းကန်ဇက်လေးဖြစ်စေမယ်ကစုံရမုတ်ဖတ်တုံလေးလေးကိုအစာပလာအများကြီးမပါပဲနဲ့ရိုးရှင်းလွယ်ကူပြီးတော့အရန်စားလို့ကောင်းအောင်ဘယ်လိုမျိုးလေးတုတ်စားလို့ရတယ်ဆိုတာကျွန်တော်ကပြပေးမှာမို့တစ်ခါတော့လိုက်ပြီးတော့တုတ်စားကြည့်ကြနော်ဒီတုံလေးလေးရဆိုရင်ကျွန်တော်လိုမျိုးချင်းချင်းကန်ဆက်ဆက်ကြိုက်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်တခါလောက်လှူစားကြည့်မယ်ဆိုရင်တော့ပင်မယ်သည့်ဖြော်ရည်လေးကိုပါကျွန်တော်တောက်တယ်လို့မျိုးလိုက်ပြီးတော့ဖြော်တောက်ကြည့်ဖို့မမေ့နဲ့နော်ကျွန်တော်ရဲ့ချင်းကန်ဆက်ဗီဒီယိုလေးကိုကြည့်ပြီးတော့တည်ကြနေလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဆိုရင်တော့စားတော့ vlog တွေကိုကြည့်လိုက်တိုင်းမှာကျွန်တော်ကြိုက်တဲ့ဗီဒီယိုလေးတွေချင်းချင်းကန်ဆက်ဆက်ပါတယ်ဆိုလို့ရှိရင်တည်လဲကြတယ်ကိုယ်တိုင်လည်းချက်ချင်းကိုလိုက်ပြီးတော့လှူစားတတ်ပါတယ်အခုကြည့်နေတဲ့သူတွေရောကျွန်တော်လိုမျိုးပဲလားဆိုတာ comment မှာရေးခဲ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ပေါဝင်ပစ္စည်းလေးတွေကိုကြည့်လိုက်ကြရအောင်အချိုတက်နဲ့အတတ်တက်ရစီရန်အတွက်ပဇွန်လေးရဲ့ချင်းကန်သက်တွေစားတိုင်းမှာမပါမဖြစ်ပဲသည်ငရုတ်သီးနဲ့ငပိကိုတော့မဖြစ်မနေဖုတ်ထားပေးရပါမယ်ဒီနေရာလေးမှာသတိထားမယ့်အချက်တစ်ခုဖြစ်တဲ့ကစွန်းရစိန်လေးကိုကျွန်တော်ပြောပြပါရစေကစွန်းရစိတ်တဲ့အခါမှာကျွန်တော်တို့ရင်းနယ်ပိုင်းကိုနှမျောပြီးတော့လုံးဝမထည့်ပါနဲ့နှမျောပြီးထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့စားတဲ့အခါမှာအနှောက်အယှက်လုံးဝကိုမှဖြစ်စေပါတယ်ကစွန်းရစိတ်တဲ့အခါမှာလည်းကျွန်တော်တို့ရိုးတံကိုခွဲပြီးတော့လက်တစ်စစ်ပမာဏခန့်လေးကျွန်တော်တို့စိတ်ပြရပါမယ်ပြီးရင်တော့ရင်သွေးကိုအရင်ဆုံးစူအောင်တဲပါရင်သွေးကိုအရင်ဆုံးစူအောင်တဲပြီးတော့မှကျွန်တော်ခုပြထားသလိုအပေါ်အောက်ကိုလှန်ပြီးတော့မှွေလို့နှံ့သွားပြီဆိုတော့မှကျွန်တော်တို့10မိနစ်လောက်ခဏလောက်ငြိမ်အောင်ထားပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ရေအေးလေးနဲ့ပြန်ပြီးတော့ဆေးပြီးတော့ကစွန်းရလေးကိုဆက်ထားမယ်ဆိုလို့ရှိရင်အရန်ကုန်မှာနူးညံ့ပြီးတော့လက်ဆက်လေးနဲ့ကျွတ်လေးဖြစ်နေစေပါတယ်လက်ညှိမုတ်ဖက်အစင်းသေးမရှိသူတွေအတွက်တော့ကျွန်တော်လိုမျိုးမုတ်ဖက်ချက်ကိုပြုတ်ပြရပါမယ်အဓိကအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဘိုင်းမအောင်ငွေဥတီကိုနှစ်ဖက်လှမ်းပြီးတော့တိတိကျကျလေးခင်ပြရပါမယ်ဒီအတုပ်မှာမပါမဖြစ်ကတော့မြင်ငပိပါမြင်ငပိကိုလည်းတိတိကျကျလေးပြားပြီးတော့မှလုံးဝကျက်သွားသည့်အထိခင်ပြရပါမယ်ဖုတ်ပြရပါမယ်ငရုတ်ဆောင်တစ်ခုအတွင်းမှာမြင်ငပိငရုတ်တီးနဲ့ဟင်းချုံမုံလေးကိုအနေငယ်ထည့်ပြီးတော့ကျဉ်ညက်အောင်ထောင်းပေးရပါမယ်ပြီးရင်တော့တမယာချမ်းလေးကိုအခုလိုပဲချမ်းပြီးတော့ပြင်ဆင်ပေးထားရပါမယ်နောက်ဆုံးမှာတော့ပဇွန်လေးတွေကိုအခွန်ချိုးရေလေးနဲ့ငယ်ထက်ငံပြားလေးနှစ်ပေါက်လောက်ပေါက်ပြီးတော့ကျွန်တော်တို့ကြက်တီထီတည်ထားပေးရပါမယ်ပဇွန်လေးတွေကိုလည်းတိတိကျကျလေးနှက်ဆက်အောင်ကြက်သွားပြီးရေလေးနဲ့အနေငယ်ခန်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စတင်ပြီးတော့ရှုရှက်ပွင့်တွက်ချင်းကန်ဆက်အရန်ကုန်မှာအရသာရှိတဲ့ချင်းကန်ဆက်တုံလေးလေးကိုစပြီးတော့တုံလို့ရပါပြီခင်ဗျာဒီနေရာလေးမှာသတိထားမယ်အချက်တစ်ခုရှိပါတယ်ကျွန်တော်ကခုနကပြုတ်ထားတဲ့ပဇွန်ကိုတောက်ဘက်ကိုခြေပြီးတော့ပဇွန်ပြုတ်ရေကိုပါကျွန်တော်တို့ထည့်ပေးထားပါတယ်စီလုံးဝမပါတာကြောင့်ပဇွန်ပြုတ်ရေကိုမဖြစ်မနေထည့်ပေးရပါမယ်ဒါမှသာအတုပ်ကလေးဟာရွှဲရွှဲလေးနဲ့အရန်ကိုမှအရသာရှိနေမှာပါပဇွန်မကြိုက်တဲ့သူတွေအနေနဲ့တော့ဒီနေရာမှာငါးတမျိုးမျိုးကိုပြုတ်ပြီးတော့ငါးရဲ့ငါးပြုတ်ရေကိုထည့်ပြီးတော့ကျွန်တော်တို့ပဇွန်အစားထိုးသုံးနိုင်ပါတယ်ခင်ဗျာဒီတုံလေးလေးရဆိုရင်ကျမ်းမာရေးနဲ့လည်းညီညွတ်မယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့စီလဲလုံးဝမပါဘူး။စားလဲလုံးဝမပါဘဲနဲ့ green ရှိစေဖို့အတွက်ကျွန်တော်တို့တမယာသီးကိုလည်းသုံးထားတယ်။ပြီးတော့အချုံမုံကိုလည်းလက်ဖက်စားစုံတဝက်ခန့်ပဲထည့်ထားတယ်။တဘာဝကပေးတဲ့ပစ္စည်းတွေနဲ့ပဲကျမ်းမာရေးနဲ့ညီညွတ်အောင်တုပ်ပြထားတဲ့ရှုရှက်ပွင့်ထွက်ချင်းကန်ဆက်ကစွန်းရမုတ်ဖက်တုပ်လေးပဲဖြစ်ပါတယ်။စားကြပါအောင်ခင်ဗျာကျွန်တော်ကိုယ်တိုင်လှုပ်ထားတဲ့ရှုရှက်ပွင့်ထွက်ချင်းကန်ဆက်ကစွန်းရမုတ်ဖက်တုပ်လေးကလည်းရပြီပင်မယ်သည့်ဖြော်ရည်လေးကလည်းအစင်းသေးဖြစ်နေပြီဆိုတော့ကျွန်တော်တော့ဆွဲလိုက်အောင်မယ်ကျွန်တော်ကိုနောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုပုံစံမျိုးလေးတွေရိုက်ပြစေချင်လဲကိုရီးယားစတိုင်ကြက်ချိုချင်းကြော်နီးလား KFC စတိုင်ကြက်ကြော်နီးလားကိုရီးယားစတိုင်ကြက်သားမီယိုနီကြော်နီးတွေလားကြက်ကောင်လုံးကြော်နီးတွေလားဒါမှမဟုတ်ကော်ဖီနဲ့ပတ်သက်တဲ့ကော်ဖီဖြော်လေးတွေကိုသိချင်လားကိုကြိုက်နေတဲ့တစ်ခုခုကို comment မှာရေးပေးခဲ့ပါကျွန်တော်ဆက်ဆက်တင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဆင်ပြေအောင်မြင်တာတဲ့ဘဝတွေကိုအသီးသီးပိုင်ဆိုင်နိုင်ကြပါစေ